ကျွန်တော်တို့ဒီတစ်ခေါက်မှာတော့အခြေခံ plugin လေးမှာပေါ့နော်ကျွန်တော်တို့ cha တို့ hero style လေးမှာတီးခတ်လို့ရမယ်plugin လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့လေ့လာကြည့်ရအောင်ဒါကလည်းကျွန်တော်တို့အရှိဆုံးသင်ခန်းစာမှာကြည့်ငယ်လို့ base 3 1 2 base 3 1 2 3 2 1နော်1 and 2 and 3 and 4 and ကျွန်တော်3မှာ base တစ်ချက်မတီးတော့เนาะအရင်ကျွန်တော်အရှိမလေ့ကျင့်ခဲ့တော့ base 3 2 1 base 3 2 1 base 3 2 1အဲ့မှာကျွန်တော်ဒီ base တစ်ချက်ကိုဖြောက်လိုက် base 3 2 1 3 2 1အဲ့လိုပုံစံလေးကျွန်တော်တီးကြည့်မယ်ဒါ hero တို့ cha တို့မြင်နေပေါ့เนาะဒါတန်မိုးလေးကမြင်နေတဲ့မြင်လေးတီးပြီးရဒါပေမဲ့ကျွန်တော်က base 3 2 1 3 2ကျွန်တော်ရှိသင်ခန်းစာကိုရခဲ့မယ်ဆိုလို့ရှိရင်ဒီကကျွန်တော်တို့တီးရတာလွယ်မှာဖြစ်ပါတယ်1 and 2 and 3မှာနားမယ်3 and 4အဲ့ဒီပုံစံလေးပဲဖြစ်ပါတယ် base 3 2 1 3 2 1 base 3 2 1 3 2 1နော်ဒါကျွန်တော်တို့အရှိကသင်ခန်းစာကိုကျွန်တော်ရခဲ့မယ်ဒီဟာကကျွန်တော်တို့ဒီဟာလွယ်မှာဖြစ်တယ်ဒီလိုပုံစံလေးဖြစ်တယ်နောက်ထပ်ပုံစံလေးတစ်ခုကတော့เนาะကျွန်တော်တို့ဒါကတော့အပြည့် base 3 2 1เนาะပြီးရင်3 2 1 base 3 2 1เนาะ1 and 2 and ပြီးရင်3 2 1အဲ့လိုပြန်သွားအစင်းလိုက်လေ base 3 2 1ပြီးရင်1 and 2 and ပြီးရင်3 3 2 1ပုံစံလေးဖြစ်တယ်ပေါ့နော် sorry နော်hero တို့ cha တို့မြင်တဲ့အတွက်ကျွန်တော်တို့နည်းနည်းမြင်လေးလိုက်တီးပေးရမှာဖြစ်တယ် base 3 2 1 3 2 1 base 3 2 1 3 2ဒီလိုပုံစံလေးဖြစ်တယ်နောက်ကျွန်တော်တို့ပုံစံ2မျိုးလေးတီးလို့ရနော် base 3 2 1 3 2 ကျွန်တော်တို့နည်းနည်းအကျေးလေးပေါ့နော်အစိတ်ဆိုလို့ရှိရင်တော့ဒီလိုပုံစံလေးကျွန်တော်တို့တီးခဲ့လို့ရတာဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့cha တို့ hero တို့အမြင်တချင်းလေးမှာကျွန်တော်တို့လိုက်ပြီးတီးခဲ့လို့ရတာဖြစ်တယ်ပုံစံလေးဖြစ်ပါတယ်ဒီခက်ဒီချင်းကြီးပါ